ဘဝတစ်ခုမှာပြန်လဲမွေးဖွားခြင်းနဲ့ဆက်ပြီးတော့မိဂုံးတွေကိုဆက်ပြီးတော့မေးတဲ့အထက်မေးလိုက်တာမင်းကသူမေးတဲ့မိဂုံးကတော့နောက်ဘဝပြန်မမွေးဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုယ်တိုင်ကငါတော့ပြန်မမွေးတော့ဘူးနောက်ဘဝငါမှမရှိတော့ဘူးလို့သိသလားတဲ့ဒီမိဂုံးမေးအဲ့တော့ဘဝတစ်ခုအဆုံးသတ်သွားလို့ပြန်မွေးတဲ့ပုဂ္ဂိုလ်ပြန်မမွေးတဲ့ပုဂ္ဂိုလ်ရှင်နာဂသေနာကဖြေဆိုထားတာရှိတယ်ကိလေသာမကင်းသေးဘူးဆိုရင်ပြန်မွေးမယ်တဲ့ကိလေသာကင်းပြီဆိုရင်တော့မမွေးတော့ဘူးအဲ့ဒီပြန်မမွေးဘူးဆိုတဲ့ကိလေသာကင်းတဲ့ပုဂ္ဂိုလ်ဟာသူပြန်မမွေးတော့ဘူးဆိုတာကျွတ်တင်ပြီးတော့သိနေသလားဒီမေကုံမေးတယ်သူမမွေးဘူးဆိုတာကိုသူသိသလားဆိုတော့ရှင်နာဂသေနာဖြေတယ်အာမမဟာရာဇမင်းကြီး तू သိတာပေါ့တဲ့ तू ပြန်မမွေးဘူးဆိုတာ तू သိတာပေါ့တဲ့အဲ့ဒီတော့မိလိန်နာမင်းကြီးထပ်မေးတယ်ကထံပန္တိသာနာတိ तू ပြန်မမွေးဘူးဆိုတာ तू ဘယ်လိုလုပ်သိတာဘယ်လိုလုပ်သိလဲကိုယ်ပြန်မွေးမယ်မမွေးဘူးဆိုတာဘယ်လိုလုပ်ပြီးတော့ तू သိနိုင်တာတော့လို့ဒီမေကုံမေးတဲ့အခါမှာရှင်နာဂသေနာ general point နဲ့ဖြေထားတဲ့တော့ပြန်လီမွေးဖွားခြင်းကိုဖြစ်စေတတ်တဲ့အကြောင်းထောက်ပံ့ကူညီတတ်တဲ့အကြောင်းတွေအဲ့ဒီပြန်လီမွေးဖွားမှုကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းနဲ့ထောက်ပံ့ကူညီမှုဆိုတဲ့အကြောင်းနှစ်ခုရက်စဲသွားတာကိုရက်စဲသွားလို့အဲ့ဒီအကြောင်းတစ်ခုရက်စဲချုပ်ငိမ့်သွားတာကိုသိပြီးတော့ပြန်မမွေးဘူးလို့သူသိတယ်ဒီအဖြေလေးကိုဖြေတာအဲ့ဒီမှာယောဟေတုယောပစ္စယောဟေတုနဲ့ပစ္စယနှစ်ခုခွဲပြီးတော့ဖြေထားတာရှိတယ်လောကလူတွေဟာပြန်ပြီးတော့မွေးနေတာဘာကြောင့်မွေးလဲဆိုမွေးရခြင်းအကြောင်းရှိလို့မွေးတာပေါ့နော်မွေးရခြင်းအကြောင်းတွေကဘာတွေတော့ဆိုကံတရားရဲ့ကိလေသာရဲ့ကံနဲ့ကိလေသာပေါင်းစပ်ထားလို့ရှိရင်တော့အဲ့ဒီကံကိလေသာမကင်းသေးဘူးဆိုရင်ဒီပုဂ္ဂိုလ်ပြန်မွေးမှာပဲကံတရားကိုဟေတုလို့ပြောပြီးတော့ကိလေသာကိုပစ္စယလို့ပြောတယ်လောကမှာအကြောင်းဟာနှမျိုးရှိတယ် producing cause ဆိုတာထုတ်လုပ်တဲ့အကြောင်းတစ်ခုထုတ်လုပ်တဲ့အကြောင်းsupporting cause ဆိုတာထောက်ပံ့ကူညီတဲ့အကြောင်းဟာနှမျိုးရှိတယ်ဆိုပါစို့မျိုးစေ့လေးတစ်ခုကအပင်ပေါက်လာတယ်ဆိုလို့ရှိရင်အဲ့ဒီအပင်ကိုထုတ်လုပ်တဲ့အကြောင်းကမျိုးစေ့ကူညီထောက်ပံ့တဲ့အကြောင်းကမြေနဲ့ရေဒီလိုဆိုတာပေါ့နော်မြေနဲ့ရေကြောင့်မျိုးစေ့ဟာအပင်ကိုထုတ်တယ်အဲ့တော့မျိုးစေ့ကိုဟေတုမြေနဲ့ရေကိုပစ္စယဒါမှမဟုတ်လို့စနကဟေတု producing cause ဥပထမကဟေတု supporting cause လို့အကြောင်းနှမျိုးခွဲပြီးတော့စကားလုံးနှလုံးကိုပြောလိုက်တာဟေတုနဲ့ပစ္စယဟိုဟေတုပစ္စည်းနဲ့မတူဘူးနော်တရားဟေတုပစ္စည်းလို့ပြောတာအဓိပ္ပာယ်တစ်ခုစာပေကျမ်းကမှာဟေတုနဲ့ပစ္စယပဋ္ဌာန်းကလွဲလို့ဟေတုနဲ့ပစ္စယနှစ်ခုပြောထားပြီဆိုလို့ရှိရင်အဲ့ဒါလိုနားလည်ရတယ်ဟေတုပစ္စယအာရမဏပစ္စယဒီပစ္စယတွေကတော့အလုံးနဲ့တူညီတဲ့အကြောင်းတစ်ခုပြောတာနော်ခြေစုပြုတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတာသုတ္တံပါဠိတော်တွေမှာဟေတုနဲ့ပစ္စယနှစ်ခုတွဲဖက်ပြီးတော့လာပြီဆိုရင်ဘယ်လိုနားလည်ရတော့ဆိုဟေတုဆိုတာထုတ်လုပ်တဲ့အကြောင်းပစ္စယဆိုတာအကူအညီအကြောင်းနှစ်ခုရှိတယ်ဆိုပါစို့မောင်းနေတဲ့အခန်းထဲမှာမီးထွန်းလိုက်တယ်သို့မဟုတ်အလင်းမီးဖွင့်လိုက်တဲ့အခါကျတော့အဲ့ဒီအခန်းထဲမှာရှိတဲ့ငကောကအမှောင်ထဲတုန်းကမမြင်ရတဲ့ဇဝဲကလထိုင်စတဲ့ပြိဘောဂတွေမြင်လိုက်ရတယ်
အဲ့ဒီစပွဲကလထိုင်တွေကိုအလင်းရောင်ကထုတ်လုပ်ပေးတာလားလို့ဆိုထုတ်လုပ်တာမဟုတ်ဘူးနှုတ်ရရှိသို့တော့မိရဲ့အကူအညီအလင်းရောင်ရဲ့အကူအညီကြောင့်စပွဲကလထိုင်ကိုမြင်ရတယ်အဲ့ဒါမျိုးကိုအကူအညီကြောင့်လို့ခေါ်တယ်ထုတ်တာမဟုတ်ဘူးသူကနော် producing cause နဲ့ supporting cause ဒီအကြောင်းနှစ်ခုကိုကွဲကွဲပြားပြားနားလည်ရမယ်ဘယ်နေရာပဲဖြစ်ဖြစ်ဘယ်ရာကထုတ်လုပ်တဲ့အကြောင်းဖြစ်ပြီးဘယ်ရာကအထောက်အကူပြုတာလဲဆိုတာဒီနှစ်ခုကွဲကွဲပြားပြားသိဖို့လိုအပ်တယ်ပေါ့အခုဒီမှာလဲရှင်နာကသေနာဖြေတယ်ယောဟေတုယောပစ္စယောပဋိတန္တေနာယဘဝတစ်ခုမှာပြန်လီမွေးဖွားဖို့ဆိုတဲ့နေရာမှာဟေတုဆိုတဲ့ထုတ်လုပ်တဲ့အကြောင်းနဲ့ပစ္စယလို့ခေါ်တဲ့အထောက်အကူအကြောင်းနှစ်ခုရှိတယ်တဲ့အဲ့ဒီဟေတုဆိုတဲ့ထုတ်လုပ်တဲ့အကြောင်းရဲ့ပစ္စယလို့ခေါ်တဲ့အထောက်အကူအကြောင်းနှစ်ခုပြတ်ဆဲသွားပြီဆိုရင်မမွေးတော့အဲ့ဒီအကြောင်းမရှိတော့ဘူးလို့သိခြင်းဟာပြန်လီမမွေးဖွားတော့ဘူးလို့သိနိုင်ခြင်းအကြောင်းပဲလို့ဒီလိုဖြေလိုက်တာနော်အကြောင်းကိုကြည့်ပြီးအကျိုးမဖြစ်ဘူးဆိုတာကိုပြောတာဒီလိုပြောတဲ့အခါအဲ့ဒီတော့မိလိန်ဒမင်းကြီးကရှင်းအောင်ထပ်မေးတယ်ဩပမံကရောဟိအရှင်ဘုရားဥပမာလေးနဲ့ပြောပါဦးဥပမာစကားလေးနဲ့ပြောစမ်းပါအောင်လို့ဆိုယထာမဟာရာဇကတ္တကောခပတိကောကတိတဝါစဝပရိတဝါစဒိညာကာရံပရိပုရိတိရိုးရိုးလေးပဲလူတိုင်းသိတဲ့ဥပမာနဲ့ပြောတာစဘာကိုယ်တော်ကြီးရှိတယ်အဲ့ဒီစဘာကိုယ်တော်ကြီးကိုလယ်သမားလယ်လုတ်ငန်းတဲ့အသက်မွေးတဲ့လူတယောက်ဟာသူ့မြေခွက်ကြီးမှာစဘာတွေစိုက်ဖို့ထွန်ရက်တယ်ပြိုးတယ်စဘာစိုက်စဘာပြိုးဖို့ထွန်ရက်တယ်စိုက်ပြိုးတယ်အဲ့ဒါလို့ထွန်ရက်စိုက်ပြိုးပြီးတော့မှသူဘာလုပ်လဲဆိုရလာတဲ့စဘာတွေနဲ့စဘာကိုယ်တော်ကြီးကိုဖြစ်တင်းတယ်ပေါ့ဒါလို့ရုပ်လို့ဆယ်မယ်နော်စဘာကိုယ်တော်ကြီးကိုဖြည့်လိုက်တယ်ပေါ့အဲ့ဒီလိုစဘာကိုယ်တော်ကြီးကိုဖြည့်တယ်အဲ့ဒီလယ်သမားဟာနှစ်စဉ်လုံနေကြမယ်ရာသီဥတုအချိန်တန်းလာလို့ရှိရင်လဲထွန်းတယ်ထွန်ပြီးရင်စဘာဆိုင်တယ်ရလာတဲ့စဘာတွေရိတ်သိမ့်ပြီးကိုယ်တော်နဲ့ဖြည့်တယ်ဒါသူလုံနေကြအဲ့တခါကျတော့သူလေယာလုပ်ငန်းသူမလုပ်နိုင်တော့မလုပ်နိုင်တဲ့အခါကျတော့ဘာလုပ်လဲသူဟာထွန်လည်းမထွန်တော့စဘာလည်းမဆိုင်တော့နော်ထွန်လည်းထွန်စဘာလည်းမဆိုင်ထွန်ပြီးရက်ပြီးလို့တိမ့်ထားတဲ့စဘာတွေကိုပဲသူဟာထိုင်ပြီးတော့စားတယ်ရောင်းပစ်လိုက်တယ်ကိုယ်တော်နဲ့ထည့်ထားတဲ့ဟာတွေကိုနောက်ထပ်ပြီးတော့သူစဘာထွင်ပြီးတော့ကိုယ်တော်ကိုမဖြည့်တော့ဘူးရှိပြီးသားစဘာတွေကိုသူထုတ်ရောင်းတယ်သို့မဟုတ်စားပစ်တယ်သို့မဟုတ်သူလှုပ်ချင်တယ်လို့အဲ့ကိုယ်တော်နဲ့ဟာတွေထုတ်ပြီးတော့သူအသုံးချပလိုက်တယ်အထုံးချပစ်ပြီးတော့နောက်ထပ်လဲထွန်တာရက်တာစိုက်ပျိုးတာမလုပ်တော့ဘူးဆိုလို့ရှိရင်အဲ့ဒီလေသမားဟာသူ့ကိုယ်သူသိသလားတဲ့ငါစဘာကိုယ်တော်ကြီးကိုစဘာမဖြည့်တော့ဘူးဆိုတာသူ့ကိုသိလားစဘာကိုယ်တော်နဲ့စဘာတွေထုတ်ရောင်းနောက်ထပ်လည်းမဆိုင်တော့ဘူးမထဲတော့ဘူးဆိုစဘာကိုယ်တော်ကြီးကိုသူဖြည့်မယ်မဖြည့်တော့ဘူးဆိုတာမသိနိုင်ဘူးလားလို့ဆိုအာမဘန္တေဇာနေယအရှင်ဘုရားသိနိုင်တာပေါ့တဲ့ရှင်းလေးရဲ့ဒီဥပမာနော်ရှင်ဘုရားသိနိုင်တာပေါ့တဲ့ကထံဇာနေယဘယ်လိုလုပ်သိတော့သူဘယ်လိုလုပ်သိတာတော့လို့ရှင်နာဂသိဏထပ်မေးတော့ယောဟေတုယောပစ္စယောဒိညာကာရတပရိပူရဏယစဘာခုတော်ကြီးကိုထပ်ဖြည့်ဖို့အကြောင်းတရားတွေသူမလုပ်တော့ဘူးတဲ့ထွန်ရခြင်းစိုက်ဖြိုးခြင်းစဘာစုဆောင်ခြင်းဆိုဒီအလုပ်တွေသူမလုပ်တော့အကြောင်းတရားတွေသူမလုပ်တော့အဲ့တော့မလုပ်တော့အဲ့ဒီစဘာခုတော်ကြီးကိုဖြစ်တင်းမှုစဘာစိုက်ပြိုးတဲ့အလုပ်ကိုမလုပ်ထားဘူး